စနေသားသမီးနဲ့တောက်ကြသားသမီးပေါင်းဖတ်သူဆိုရင်အဓိကကတော့စနေကမီးဓာတ်တောက်ကြကရေဓာတ်ဖြစ်နေပါတယ်။မီးနဲ့ရေသဘောတရားအရာတယောက်နဲ့တယောက်ကြားမှာနားလည်မှုလွယ်မှားပြီးစကားများတာမျိုးတွေဖြစ်လွယ်ပါတယ်။ချစ်သူကြီးစားအနေနဲ့တွဲတာကအစိမ်ပြေနိုင်ပေမဲ့နှစ်ယောက်သားအတူတူနေထိုင်မှုအိမ်တောင်ပြုတ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာစိန်ခေါ်မှုလေဒီစပြီးတွေ့ကြုံလာရတတ်ပါတယ်။အိမ်တောင်ပြုတ်ဖို့အထီးကြီးဝယ်ထားရင်ဒီအချက်တွေကိုသတိထားဖို့လိုအပ်ပါတယ်။ဥပမာအိမ်တောင်ရေးကိစ္စစတင်တိုင်ပင်တာနဲ့ဘေးလူတွေရဲ့ကြောက်ပင်မှုမိသားစုရဲ့မတူညီတဲ့သဘောထားတွေဒါမှမဟုတ်အကြောင်းအမျိုးမျိုးကြောင့်အနေဝေးရတာမျိုးတွေကြုံလာရတတ်ပါတယ်။ဒါနဲ့ဟောစာတဲ့မြကိုတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ TikTok page ကို like နဲ့ follow လုပ်ထားပေးဖို့မမေ့ပါနဲ့။ဆက်လက်ပြီးစနေသားသမီးနဲ့တုတ်ကြသားသမီးတွေရဲ့စိတ်နေစိတ်ထားပိုင်းမှာတက်တဘောအရာကွဲလွဲနေတာမို့လို့တယောက်နဲ့တယောက်အကြိုက်အမွေအကျင့်လေးတွေကွဲလွဲနေတတ်တာကိုနားလည်မှုနဲ့ညီနိုင်ရပါတယ်။နောက်ပြီးအသက်အရွယ်ပိုင်းမှာလည်းအရန်ကြီးကွာဟနေတာမျိုးဥပမာ၄နှစ်၅နှစ်ထပ်ပိုကွာတာမျိုးဆိုရင်လည်းနားလည်မှုတိဆောက်ရမှာပိုပြီးကြိုးစားရတတ်ပါတယ်။ဒါပေမဲ့ဒါကပေါင်းဖက်လို့လုံးဝမရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ဘယ်နည်းနည်းမဆိုကောင်းတဲ့အချက်နဲ့ညှိနှိုင်းရမယ့်အချက်ဆိုတာရှိကြတာပါပဲ။တကယ်လို့ပေါင်းဖက်မယ်ဆိုရင်ရှေ့မှာပြောခဲ့တဲ့အချက်လေးတွေကိုသတိထားပြီးဖြန့်သားမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။အဓိကတော့ယုံကြည်မှုနားလည်မှုဆိုတာတွေကအချိန်တိုင်းမှာတည်မြဲနေဖို့ကြိုးစားရမှာဖြစ်လို့ပါ။တကယ်လို့ပေါင်းဖက်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့အကြံပေးချင်တာကတယောက်နဲ့တယောက်အနီးကပ်နေထိုင်ပြီးတွဲချိန်အတိုင်းအတာတစ်ခုထိအချိန်ယူပြီးကြားချေထားပြီးမှအသက်အရွယ်လည်းမတိမ်မယိမ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါတယ်။